အနာဂတ်ကိုကြိုတင်မြင်နိုင်တဲ့စွမ်းအားရှိတာဘလောက်တောင်ကြောက်စရာကောင်းလဲထိတ်တန်းစားလိုက်ပါသမားဆိုတာသူရှိမှာတော့စစ်သားတစ်လေးတယောက်လိုပါပဲအချိန်လုံးပြီးဝင်တိုက်မဲ့ကားကိုတောင်အချိန်ကိုက်တွက်ချက်ပြီးအလွယ်တကူရှောင်တိန်နိုင်တဲ့အမျိုးသမီးတယောက်ရဲ့ဆွဲကြိုး3စက္ကန့်နေရင်ခွက်ထဲကြမယ်ဆိုတာကိုကြုံမြင်ပြီး3နှစ်တလို့ရေးတွက်လိုက်တာနဲ့ကွက်တီဖြစ်သွားပါတယ်ခရစ်ဟာသူ့ကိုယ်ပိုင်အနာဂတ်2မိနစ်စာကိုကြုံမြင်နိုင်တဲ့စူပါပါဝါစွမ်းအားရှိသူပါပတ်စံလိုပြီးဆိုတာနဲ့စလော့ဆက်စီသွားပြီးနှိပ်လိုက်တာနဲ့အမြင့်ဆုံးစုကိုစုခူးတော့တာပါပဲအမြဲနိုင်နေပေမဲ့ခရစ်ကလောင်းကြီးကိုအများကြီးမထပ်ပါဘူးဘာလို့လဲဆိုတော့တူတူတိတ်တိတ်နေမှရေရှည်သွားနိုင်မယ်ဆိုတာကိုသိလို့ပါပဲဒါပေမဲ့သူဘလောက်ပဲတတိထားပါစေကံရမ်းကောင်းနေတဲ့ခရစ်ကိုကာစီနိုမန်နေဂျာကမတင်ကဖြစ်လာပါတယ်မန်နေဂျာနဲ့တပည့်တွေကဘလောက်ပဲကြည့်ကြည့်သူဘလို့လက်ကွက်သုံးနေလဲဆိုတာကိုရှာမတွေ့ဘူးဖြစ်နေတယ်ဒီအချိန်မှာပဲခရစ်ကတခုခုကိုရိပ်မိသွားပုံရတယ်မန်နေဂျာကလည်းဘာပဲဖြစ်ဖြစ်သူ့ကိုအရင်ဖမ်းထားဖို့တပည့်တွေကိုအမိတ်ပေးလိုက်တဲ့အန်ရီကိုကြိုတိနေတဲ့ခရစ်ကစစ်လိတ်ကိုအေးစင်းငိမ့်လိုက်ပြီးကောင်တာမှာချစ်တွေတွားလဲဖို့လုပ်တယ်အဲ့ဒီအချိန်မှာပဲသူ့ဘေးနားကတပြတယောက်ကဘာမှမပြောဘဲတနက်ကိုဆွဲထုတ်လိုက်ပါတယ်စိတ်ကူးထဲကနေလက်တွေ့ကိုပြန်ရောက်လာတဲ့ခရစ်ကဓာပြပေါ်လာတာကိုထက်မြင်တော့တုတ်ဆိုင်မနေပဲဝင်လုံးပြီးဖမ်းချုပ်လိုက်တယ်ဒါပေမဲ့ရောက်လာတဲ့လုံခြုံရေးတွေကအခြေအနေကိုတေချာမသိပဲသူ့ကိုလူဆိုးလို့ထင်သွားကြတယ်အဲ့ဒီအချိန်မှာအပြစ်ကင်းကြောင်းတက်တည်မပြနိုင်တော့သူလည်းထွက်ပြေးရတော့တာပေါ့လုံခြုံရေးကောင်းဆောင်ကထွက်ပေါက်တွေအကုန်ပိတ်ဖို့အမိန့်ပေးလိုက်တယ်ဒါပေမဲ့ခရစ်ကတော့ပြီးပြည့်စုံတဲ့ထွက်ပြေးမဲ့လမ်းကြောင်းကိုဆွဲထားပြီးသားပါသူကနှစ်ညစ်တလို့ဟန်ဆောင်ပြီးပထမလုံခြုံရေးကိုရှောင်တဲ့ထောင်ချူရောက်တော့စစ်လိမ်မီညစ်တလို့နဲ့ဒုတိယလူကိုငုတ်ရှောင်နေပြီးတော့ကိုလှည့်ပြီးစက်ကူမီကလူကွဲတဲ့နေရာကနေတတိယလူကိုရှောင်ထွက်သွားတယ်စခရန်ကနေအကုန်လုံးကိုစောင့်ကြည့်နေတဲ့မန်နေဂျာကတော့ဒေါသထွက်လွန်းလို့မျက်နှာတွေပါစိမ့်ကားသွားတော့တယ်ခရစ်မှာဒီလောက်အစွမ်းထက်တဲ့စွမ်းရှိပေမဲ့လုံခြုံရေးတွေနဲ့ရင်ဆိုင်ရချိန်မှာသူ့ရဲ့ပထမဆုံးတုံ့ပြန်မှုကခုခံဖို့မဟုတ်ပဲထွက်ပြေးဖို့